IELTS ကို self study လုပ်ပြီးတော့ဒီနှစ်ကုန်လောက်ဖြည့်ဆို့ခြင်းတဲ့သူတွေအတွက်ဘယ်လိုလေ့လာရမလဲဘယ်ကစပြီးလေ့လာရမလဲဆိုတဲ့ tips တွေကိုဒီဗီဒီယိုမှာသိချပြီးပြောပြပေးထားပါမယ် Hello guys ဒီချက်ဒီနာပါ IELTS ကိုပထမဆုံးလေ့လာတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ basic skills ကိုမသိမဖြစ်သိအောင်လုပ်ထားရပါမယ်ဘယ်လိုသိအောင်လုပ်ကြလဲဆိုလို့ရှိရင်ကိုယ့်ရဲ့နောက်ဆုံးတက်ထားတဲ့ English course level ဒါမှမဟုတ်ကိုကတက်ထားတာလောလောလတ်လတ်မရှိဘူးဆိုလို့ရှိရင်တော့ဒီချက်ရဲ့ we improve တဲ့နံမှာ free placement test ဖြေလို့ရပါတယ်အဲ့ဒီကနေထွက်လာတဲ့ CFR level ကိုကြည့်ပြီးတော့ဒီချက်ကကိုယ့်ရဲ့ IELTS band ဘယ်လောက်ရှိသလဲဘယ်လောက်မှန်းနိုင်တယ်လေဘယ်လောက်ကြာမလဲဆိုတာကိုတွက်ကြည့်လို့ရတယ်ဆိုတော့ဒီချက်ကိုအခုပြထားတဲ့ CFR level အတိုင်းဆိုလို့ရှိရင်ကိုကတကယ်လို့ B1 level intermediate ဆိုရင် IELTS မှာကတော့band 5.5 လောက်ရှိနိုင်တယ်ကိုကကျတော့ C1 advanced level ကိုလိုချင်နေဆိုရင်တော့ IELTS မှာတော့ 7.5 8လောက်အကျဉ်းရှိရလို့ချက်ကိုတွက်ချက်ရမှာဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ကတော့ IELTS test format ကိုရင်းနှီးအောင်လုပ်ထားရပါမယ်IELTS test ဆိုတာဒီ listening, reading, writing, speaking ဒီ skills လေးခုကိုတစ်ချက်အခုပြောသွားတဲ့အဆင့်လိုက်တိုင်းမေးတာဖြစ်ပါတယ်။တစ်ခုချင်းစီကိုပြောရမယ်ဆိုလို့ရှိရင်တော့ listening မှာ task 1 2 3 4လွယ်ရာကနေနည်းနည်းလေးများတဲ့ task အထိကိုမေးတာဖြစ်ပြီးစုစုပေါင်းအပတ်40ပို့မေးပါတယ်။ reading ကကြတော့ paragraph 3ခုကိုတစ်နာရီအတွင်းမှာဖတ်ရတာဖြစ်ပြီးတော့စုစုပေါင်းအပတ်40ပို့ထပ်ပြီးမေးပါတယ်။ writing ကတော့ task 1 2တစ်နာရီအတွင်းမှာဖြေရတာဖြစ်တယ် writing task 1ကကြတော့ report writing ပုံစံဖြစ်ပြီးတော့ task 2ကတော့ statement တစ်ခုကို essay ချရေးပေးရတဲ့ပုံစံမျိုးလေးတွေပေးတာဖြစ်တယ် speaking ကတော့ကိုယ့်ရဲ့ appoint ရတဲ့ appointed ဖြစ်တဲ့ schedule အတိုင်းမှာ15မိနစ်ကနေမိနစ်20အတွင်းမှာလူတွေဖြေဆိုရတာဖြစ်ပါတယ်တတိယအဆင့်မှာခုနကပြောသွားတဲ့ test format ကိုသိပြီးသွားပြီဆိုရင် base resource နဲ့ task book တွေကိုသုံးပြီးတော့လေ့လာမလဲအဓိကကတော့your IELTS past paper သူ့ရဲ့ question တွေကိုဝင်အောင်လို့ Cambridge ကနေပြီးတော့ official ထုတ်ထားတဲ့ past paper စာအုပ်တွေရှိပါတယ်အဲ့ဒါက Cambridge English IELTS Academic စာအုပ်တစ်အုပ်မှာtask paper set 4ခုစီပါဝင်ပါတယ်အချိန်ရတဲ့သူကတော့အနောက်ဆုံးနံပါတ်ကနေပြီးတော့အရှေ့ဆုံး number 1အထိကိုတဖြည်းဖြည်းနဲ့ပြီးအောင်လို့အကုန်လုပ်သွားနိုင်ရင်တော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့အချိန်မရတဲ့သူတွေကတော့စာအုပ်5အုပ်ကနေ9အုပ်လောက်အတွင်းလေ့ကျင့်ထားနိုင်လို့ရှိရင်တော့လုံလောက်ပါတယ်5လလောက်အတွင်းမှာပြီးအောင်လို့လေ့ကျင့်သင့်ပါတယ်အဲ့ဒီစာအုပ်ဒီမှာကအနောက်ဆုံးမှာ answer key ပါတယ်ပြီးရင် writing samples တွေပါတယ်ပြီးတော့ listening အတွက်ဆိုလို့ရှိရင်လည်း transcript သူ့ရဲ့ dialogue စာလုံးတွေလည်းပါထားပြီးသားဖြစ်တယ်အဲ့ဒါတွေကကျွန်တော်အလကားထည့်ပေးတာမဟုတ်ဘူးကိုလေ့ကျင့်ပြီးသွားလို့ရှိရင်ဘယ်ဟာမှားလဲဘယ်ဟာမှန်လဲဘာကြောင့်မှားလဲဆိုတာကိုသိချပြန်ပြီးတော့ analyze လုပ်နိုင်အောင်လို့ထည့်ပေးထားတာဖြစ်တဲ့အတွက်အဲ့ဒီ steps ကိုလည်းကို self study လုပ်လို့ရှိရင်လုံးဝမကြော်ဖို့အတွက်ဒီချက်က recommend လေးလုပ်ပါတယ်အဲ့ဒီတော့နောက်ထပ်တစ်ဆင့်အနေနဲ့ကိုကလေပဲလာနေပြီးတော့ဘာတိုးတက်တယ်လဲဘာလိုအပ်တယ်လဲဆိုတာကိုပြန်လည်ဆန်းစစ်နိုင်တဲ့ website တချို့ကိုလည်းဒီချိန်တစ်ချက်ညွှန်ပေးချင်ပါတယ်ပထမ website ကတော့ Farjulan International လို့ခေါ်တဲ့မြန်မာကျောင်းသားကျောင်းသူတွေကိုအဓိကရည်ရွယ်ပေးထားတဲ့ website အသစ်ကလေးပါအဲ့ဒီ website မှာ IELTS reading listening mock test အများကြီးကို free ဖြည့်ဆို့လို့ရပါတယ်ဒါအပြင်ဒီချိန် writing ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ writing paragraph ကိုပေးပို့ပြီးတော့ဘယ်လောက်ရနိုင်တယ်လဲဆိုတာလေးကိုစစ်ဆေးခိုင်းလို့ရတယ်ပြီးတော့ speaking အတွက်ကိုလည်း examiner နဲ့ appointment ကြိုယူပြီးတော့ mock test အစမ်းလေးတွေ appointment နဲ့ဖြည့်ဆို့လို့ရနိုင်ပါတယ်ပြီးရင်တခြား IELTS skills ၄ခုစလုံးကို mock test ဖြေဆိုနိုင်တဲ့နောက်တစ်ခုကတော့ IELTS by IDP ဆိုတဲ့ဒီ website ကလေးပဲဖြစ်ပါတယ်ဒီ website မှာလည်း reading listening အတွက်အများကြီး mock test free လေးတွေပေးထားတာကိုတွေ့ရပါမယ်ပြီးတော့ကိုကဘယ် resource ကနေပြီးတော့လေ့ကျင့်ထားတာပဲဖြစ်ဖြစ်ကိုရဲ့ scores ၄ခုစလုံးပေါင်းတာက band score ဘယ်လောက်ရနိုင်မလဲဆိုတာကိုသိချင်နေဆိုရင်တော့ IELTS score calculator ဆိုတဲ့ website မှာကိုရထားတဲ့အမှတ်ကလေးတွေကို insert လုပ်ပြီးတော့ IELTS ကို band score တွက်ကြည့်နိုင်ပါတယ်
အခုဒီချက်ပြောထားတဲ့ steps တွေကိုတေချာလိုက်လုပ်မယ်ဆိုလို့ရှိရင်တော့သင်တန်းတက်မှာမဟုတ်ဘူးကိုယ့်ဘာသာကို self study လုပ်ရင်းနဲ့လေဒီနှစ်ကုန်လောက်မှာကိုယ့်ရဲ့ target band score ကိုရအောင်ဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်လိုအပ်တာရှိလို့ရှိရင်လည်း we improve သင်တန်းကနေတစ်ဆင့်လာပြီးတော့ဒီမြန်ဆောင်စမ်းနိုင်ပါတယ်အခုဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိရဆိုလို့ရှိရင် like follow and share လေးလုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ရှင် follow for more see you again